ဖြိုးဒီနေ့ရောင်းပေးမဲ့ကြောက်လေးကမုကုတ်နီလာရှင်ပြရီလေးကိုမှဖန်တားမှန်တားလေးပစ္စည်းကောင်းလေးကိုတဆက်စာလေးအထည်ခတ်ဝတ်ဖို့ရှာနေဆိုလို့ရှိရင်ဖြိုးကဒီရဲ့နီလာတဆက်စာလေးကိုဈေးအတန်ဆုံးလေးနဲ့ရောင်းချပေးမှာပါရှင်ကြောက်လေးကအားလုံးရဲ့ကလက်ချိန်ဆိုလို့ရှိရင်90ရှိပါတယ်ကလက်ချိန်90ရှိတယ်ကြောက်ရဲ့အရည်လေးကကျတော့ရှင်ပြရီလေးပါရှင်ကြောက်လေးကတတ်နာကောမတတ်နာကောရောထားတယ်ပေါ့နော်ဒါပေမဲ့မတတ်တဲ့ကြောက်လေးတွေကလည်းအဲ့လိုအနာဆိုးအနာကျန်းလေးတွေတော့မရှိဘူးကြောက်လေးတွေကကျတော့အပွင့်တိုင်းလိုမျက်နှာထားရှင်ပေကောင်းချွန်းကောင်းလေးပါရှင်ပြီးတော့ကြောက်ကဒီထဲမှာပေါ့နော်သွေးကွက်လေးကကျတော့ဓာတ်ပုံစံလေးနှစ်ပွင့်ပါတယ်ပြီးတော့ဘဲဝိုင်းပုံစံတစ်ပွင့်ပါတယ်ပေါ့နော်ကျန်တာလေးတွေကကျတော့ခုရှင်ကွက်လေးတွေပါရှင်ကြောက်တစ်ပွင့်ချင်းစီရဲ့ကလက်ချိန်ဆိုလို့ရှိရင်တကလက်ခွဲကြော်လေးတွေကခက်များများပါတယ်အပွင့်ရီက40ရှိပါတယ်ရှင်ဒီအပွင့်ရီ40ထဲမှာအသေးဆုံးကကျတော့ .60 80တွေကနှစ်ပွင့်ပဲပါတယ်ကျန်တာလေးတွေကတကလက်ခွဲကြော်လေးတွေပါရှင်ကြောက်ကိုကြိုက်တယ်ဆိုလို့ရှိရင်ဖြိုးဆက်သွယ်လိုက်ပါရှင်ပြီးတော့ဖြိုးရဲ့ Facebook Live စီတွေကည8 နာရီချိန်တိုင်းရှိပါတယ်